ကဲဒီနေ့ကတော့ပြောလေညချပြူသင်ငန်းတိုင်းမှာ နေငါကြောက်တင်ရလိုက်ပါ အထုပ်တွေကို ထုတ်တယ် သင်ငန်းထုပ်တွေထုတ်ပြီးတော့မလုပ်တာ နောက် ရောင်းဖို့အတွက်ဟုတ်တယ်အေးဟုတ်တယ် စစ်ပြီးတော့ ဟုတ်တယ်ဂျူစီစစ်ပြီးတော့ စစ်ပြီးတော့ရောင်းဖို့အစမ်း ရောင်းဖို့အစင်တဲ့မှာရှင်ဘာသင်ငန်းတွေပါလဲအဲ့ဒီမှာပြောပါအောင် ထိုင်းပါတင် ထိုင်းမာတင်ဟုတ်တယ် ထိုင်းပါတင် ထိုင်းမာတင်နေပါတယ်ထိုင်းမာတင်နေအများကြီးပဲရောင်းပါတယ်ထိုင်းမာတင်ကအခုဘာဘယ်လောက်နဲ့ရမလဲဆိုတော့6000ခွဲနဲ့ရပါမယ်ရှင်နော် ထိုင်းပါတင် ထိုင်းမာတင်ဟုတ်တယ်အများကြီးပဲနော်ထိုင်းမာတင်နေချုပ်ထားပါတယ် ready ပါမှာလို့ရပါတယ်ရှင်ထိုင်းမာတင်နေဟုတ်တယ်နော်ဒါတို့ညချပြူသင်ငန်းတိုက်ကရန်ကုန်ကပါရှင်လက်လီလက်ကရောင်းချပေးပါတယ်မှာယူခြင်းတဲ့သူတွေ Viber နံပါတ်399339393990493614ဆက်သွယ်နိုင်ပါတယ်လက်ကားအနေနဲ့ပေါ့နော်ဖောက်တယ်ဈေး10စုံဈေးရစပြီးတော့အဆင်ပြေအောင်ဆောင်ရွက်ပေးနေပါတယ်မဆိုင်ရှင်ကြီးတွေအနေနဲ့လည်းပေါ့နော်ကိုကချုပ်ချင်တယ်သင်္ကန်းတွေချုပ်ချင်တယ်အပ်ချင်တယ်ဆိုရှင်တော်တော်စီလာပြီးတော့အဲ့လိုရပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်